နဲ့ဆိုင်တဲ့ဘုဒ္ဓရေတရာလေးတွေအကြောင်းကိုမဆာဒီနေ့မျှဝေမယ်နော်ခေါင်းအုပ်နဲ့ဆိုင်တဲ့အကြောင်းလေးတွေဆိုတော့မဆာတို့ငယ်ငယ်တုန်းကအဖိုးအဖွားတွေကမဆာတို့ဒါလက်ဆင့်ကမ်းလာတဲ့ရှေးရိုးရာအယူဆတစ်ခုပေါ့နော်ဒီနီးလန်မှန်တယ်မှားတယ်ကတော့ဒါတော့မသိဘူးဒါပေမဲ့လည်းဒီနီးလေးတွေသုံးတာတကယ်ကိုတော့အကျိုးရှိရပေါ့နော်တခါတလေညအိတ်တာညစ်နက်သွားလို့မနက်အိတ်ရထားဖို့နောက်ကျတယ်ဆိုရင်မနက်ချိန်ထားတာလည်းရှိတယ်ကိုကလည်းမနိုးဘူးဆိုရင်မိမိအိတ်နေကြခေါင်းအုံလေးကိုအသက်အောက်ပြီး9ချက်ပုတ်ပြီးငါကိုမနက်ကိုသွားခြင်းတဲ့နာရီမှာပေါ့နော်နှိုးလို့အမိန့်ပေးလိုက်ပေါ့နော်အဲ့လိုမျိုးအမိန့်ပေးထားတယ်ဆိုနောက်နေ့ကျရင်အဲ့အချိန်ကျရင်ဖြုံးကနေပဲမိမိကအိတ်ရနေလန့်နိုးလာတာကိုလည်းကြုံတွေ့ရလိမ့်မယ်နော်ဒါကတော့မဆာတို့အမြဲတမ်းအသုံးပြုတဲ့နီးလေးပေါ့နော်လက်တွေ့ဖြစ်မဖြစ်တော့စမ်းသပ်ကြည့်လိုက်ကြပေါ့နော်အကယ်၍မိမိကသားသမီးရှိတဲ့မအေမျိုးဖြစ်တယ်ဆိုရင်မိမိသားသမီးကုခစ်ကလေးတွေကလည်းနိုင်အောက်ထွက်ကြတာများတယ်လေအိမ်ပြန်တာနောက်ကျကြဖုံးဆက်တော့လဲဖုံးမကိုင်းဒါမျိုးဖြစ်နေတယ်ဆိုရင်သားသမီးအိတ်တဲ့ခေါင်းအုံကိုသူတို့ဝတ်တဲ့အင်ကြီးတွေဝတ်ဆင်ပြီးတော့သူတို့နာမည်ကိုခေါ်ပြီးတော့ကုန်နှမ်းပေးလိုက်ပေါ့နော်ဒီခေါင်းအုံနန်းပြီးတော့ခေါ်တဲ့အခါမျိုးကြရင်သားသမီးတွေအမြန်ဆုံးပြန်ရောက်လာတာကိုလည်းတွေ့မြင်ရတတ်တယ်မိမိအလုံးမှာမတရားဆွဆွဲခံရတယ်အဲ့လိုအကျက်တဲတွေမလုပ်ချင်တဲ့အလုပ်ကိုစွတ်တင်းလုပ်ခိုင်းတယ်ဝန်ထမ်းလျှော့တဲ့အခါကျမိမိပါသွားမလားဒီလိုမျိုးစိတ်ဖိစီးမှုတွေဖြစ်တဲ့အခါမျိုးကြရင်မိမိအိတ်နေကြခေါင်းအုံတစ်လုံးနဲ့အိမ်ရင်တစ်လုံးကိုလွှန်ပစ်နှလုံးအိမ်နှလုံးစလုံးကိုအမိုက်ပုံးတွေကိုလွှန်ပစ်လိုက်ပေါ့နော်ဒါမျိုးဆိုရင်ဒီလိုအခက်ခဲရနေပြည်လေသွားတတ်တယ်အကယ်၍နောက်ပြီးကြတော့အိမ်အောင်ရှင်မတွေအိမ်အောင်ရှိသူတွေနောက်အိမ်အောင်ရှိသူတွေဆိုရင်မိမိရဲ့ခင်မွန်းကိုမိမိပြောတဲ့စကားအောင်ကျင်တယ်ဒါအများသောအဖြစ်မေးလေးရှိတဲ့မျိုးသမီးတွေပေါ့နော်မေးခွန်းပေါ့နော်ဒါဆိုရင်မိမိခင်မွန်းရဲ့အင်ကြီးကိုဖျားရှိခိုးတိုင်းမိမိပခုံးရဲ့ညာဘက်ပေါ်မှာတင်ပြီးနေစဉ်ဖျားရှိခိုးပြီးတဲ့အခါကျရင်ညာအိတ်တဲ့မိမိရဲ့ခေါင်းအုံးရဲ့အောက်မှာခင်မွန်းရဲ့အင်ကြီးကိုထားပြီးအိတ်တယ်ဆိုရင်မိမိပြောတဲ့စကားတွေအောင်လာတယ်မိမိပြောချင်တဲ့ဟာလေးတွေအဆင်ပြေလာတာကိုတွေ့မြင်ရလိမ့်မယ်နော်ကဲမဆာတော့ဒီနီးလေးတွေကတော့ခေါင်းအုံးနဲ့ပတ်သက်တဲ့ဘ ഹു တုတနီးလေးတွေမျှဝေတာဖြစ်ပါတယ်အားလုံးပဲဒါလေးကိုနားဆင်ခြင်းအပြင်ဘ ഹു တုတရကြပါစေမဆာရဲ့ channel လေးကိုလည်း follow like subscribe လေးပြုလုပ်ပေးပါနော်အားလုံးလည်းကျေးဇူးတင်ပါတယ်